Siam tlai le mimaram chawza rai kap ka dau na ronga anur son mi chinjam kul palawa peng siang chim tu zani leng ni chelkam nak cha an sok tia kan thai chim tu hi zat ni chelkam nak an sok nak arwang chu abipi in ram adei lo cha a anhum him nak cha a an thin a phan cha a si ram adei lo tik a peng phim chon nak le zung lu tlai tel in chindam chak le a thial andu chun chindam in adang khwa a thial andu tia kan thai chim tu na ni chelkam nak an sok mi kong he pe tlai in chindam kul chawza sipin le meilei minister pu suthat ni an ithil sual asia chun palawa chu alut lei silo in achok leilong te an si cha a palawa peng an phim chon nak kong ro a chun lungre thai ngai se ko tia achim ari bi to bo general chipin ne atwe pyaung jin na na bro chipin ne bin pa ko pyaung jin na alu li li shout thara aku 209ယောက်ရှိတယ်ကျွန်တော်ပြည်မကိုပြောင်းကျင်တာတော့60နဲ့8ယောက်ရှိတယ်။နောက်ကျန်တာတော့ဒီချစ်မြတ်အတွင်းပြောင်းကျင်တာပေါ့နော်။ပလောကနေမီအေဂျင့်နဲ့အတွက်ဒီအခုအေဂျင့်တွေမျိုးနဲ့8ခုပြောင်းကျင်တာပေါ့။နောက်တချို့ကလည်းဒီပြည်မကိုပြောင်းကျင်တာပေါ့။အဲ့လိုလေးရှိတဲ့အတွက်မျိုးနေရနေခရိုင်ပြည်နေကနေပြီးတော့အခုအခြေခံပညာညွှန်ချုပ်ကိုတော့ပို့ပြီးအဲ့ဒါတော့အခြေခံပညာကနေပြောင်းရွှေ့တဲ့ကိစ္စတွေပြန်ဖြစ်တဲ့ကိစ္စတွေတော့သူတို့လုပ်လိမ့်မှာပေါ့နော်။တာမန်အဖြစ်တော့ပြောင်းရွှေ့သွားရင်ကျွန်တော်တို့ပလက်ဝကအခုကနေမီအေဂျင့်နဲ့အတွက်လာချင်တဲ့ဟာပြန်ဝင်သိရှိချစ်ပင်မှာစီပင်းนี่အကြောင်းနေမှာရှိတယ်ပလက်ဝမှာတော့ကျောင်းပေါင်းက384ကျောင်းရှိတယ်။အထက်တလည်းဘူလာဒန်အဲ့မှာကျောင်းဆရာဆရာမလိုအပ်ချက်က3000ကျော်ရှိတယ်။အခုခန့်ထားတာက1300ဝန်းကျင်လောက်ပဲရှိတယ်။လိုအပ်ချက်ကအနည်းဆုံး1600 900လောက်လို့အဲ့မှာအခုလိုပြောင်းရွှေ့သွားမယ်ဆိုရင်ကျွန်တော်ပလက်ဝရဲ့ပညာရေးအနေထားကတော်တော်ဟောပေါ့ရင်းနှီးစရာပါhin tiang palawa peng chu ade ri lo cha a khom tam pini in la lo chu atak in ral zam diam him in chindam kul chawza le adang tang za tang phuni bomnak an pek kauna na in ral zam le hartong an tam cha a ani ting zawlo chu cha a ral zam an si bantuk in an ngan dam nak cha le ni fatin an aiding cha a bom chan her in an tia kan thai ကျွန်တော်တို့ဒီပလက်ဝမှာအခုဒုက္ခတွေကဟုတ်လားပြောရင်ကလရမျိုးမှာရှိတဲ့တော်တော်များများတော့စစ်ဘေးဒဏ်ခံနေရတာပေါ့နော်ဒါပေမဲ့ဒုက္ခတွေလို့ကျွန်တော်တို့အချမ်းမြင်ပြောရင်တော့ဟုတ်လား4000နဲ့6000ဝန်းကျင်လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းတွေကIDP ကမှနေတဲ့စနစ်မျိုးမဟုတ်ဘူးကိုယ့်ရဲ့စုမျိုးသားချင်းအိမ်မှာနေတယ်ကိုယ့်ရဲ့စုမျိုးသားချင်းရွာမှာသွားပြီးတော့တဲလေးထိုးပြီးနေတယ်အဲ့လိုနဲ့ရောင်ရည်တင်းနေပြီးနေကြတာပေါ့ကိုရွာမှာကိုလည်းနေဖို့မရတော့ရွာတွေပြတ်သွားတယ်တချို့နေဆက်ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့အိန္ဒိယနေဆက်မှာရှိတဲ့ရွာတွေဆိုပြတ်သွားပြီးတော့ရှင်းလဝနောက်မီဇာနောက်ပလက်ဝအဲ့လိုဖက်ကိုသူတို့ပြောင်းပြီးတော့နေကြတယ်ပလက်ဝနေနောက်လောင်ဒူတို့ကင်ချောင်းတို့အဲ့လိုဖက်မှာဝင်နေကြတယ်ရွာပေါင်း15ရွာလောက်မှာပြန်ပြီးမှနေကြတယ်တော့ကျွန်တော်တို့အခုထောက်ပံ့နေတာကတော့ဒီနိုင်ငံတော်အစီအစဉ်နဲ့ထောက်ပံ့တာလူဦးရေအင်တော်စု400ကျော်500ဝန်းကျင်လောက်ပဲကျွန်တော်တို့ထောက်ပံ့တော့နတ်တလာကထောက်ပံ့တာရှိတယ်နောက်လူကေပြာကထောက်ပံ့တာရှိတယ်သူတို့ကတော့ဆန်စီစာပဲအဲ့လေးမျိုးထောက်ပံ့တာပေါ့နော်ဆိုတော့တန်တလာကလည်းအတိုင်းအတာတစ်ခုထောက်ပံ့တယ်ဒီဘက်ကလူကေပြာကလည်းထောက်ပံ့တယ်အဲ့ဒါတော့ပြီးခဲ့တဲ့နေ့တည်းမှာလည်းကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့ဒုက္ခတွေနဲ့ထိတွေ့ပြီးတော့ပေးထောက်ပံ့တာပါနောက်ဒီနိုင်ငံခြားရောက်နေတဲ့ကျွန်တော်တို့ဒေသခံတွေသူတို့လည်းအကူအညီပေးပြီးတော့မှဟလာထောက်ပံ့တာရှိတယ်။နောက် NGO အဖွဲ့အစည်းတွေနိုင်ငံခြားတကာကအဖွဲ့အစည်းတွေအဲ့လိုလေးလည်းထောက်ပံ့မှုစူးစမ်းနေတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကကြတော့ဒီချင်းပြည်နယ်တောင်ပိုင်းပလက်ဝသွားဖို့ကြတော့ရခိုင်ပြည်နယ်မြောက်ပိုင်းဒီပုံနာကျွန်းကြောက်တော်ကတဆင့်သွားတဲ့ခါကျတော့သူကလက်ရှိနေမတည်ငြိမ်မအေးချမ်းတဲ့နေရာဖြစ်တော့လေသွားလာတာကန့်သတ်ချက်ရှိတယ်။ကြောက်တော်ကနေပလက်ဝသွားဖို့ကားလမ်းดูနောက်ရေလမ်းကြောင်းသွားတဲ့ဆက်လီတို့တင်မောတို့ကအစသွားတာကန့်သတ်ချက်ရှိတယ်။ဒါတော့နေမတည်ငြိမ်တဲ့အတွက်ထောက်ပံ့မဲ့လူတွေလည်းခက်ခဲတယ်။မနေ့ကပဲကျွန်တော်တို့ဆက်သွယ်တယ်။ဒီUN အဲ့ဒီမှာလုပ်တဲ့ကျွန်တော်တို့ NGO အဖွဲ့တွေပေါ့နော်။ပလက်ဝအတွက်ကိုဆန်အိတ်1029အိတ်ဝယ်ထားပြီးအဲ့ဒါကိုသူတို့ဒီ February လဆန်းကစပြီးတော့မှထောက်ပံ့မယ်။အဲဒီ March လ
zanti po edi lo twa ko yo 14 yo lo tu yu tha neအဲ့ဒါကိုလုံခြုံရေးအခြေအနေကကျွန်တော်တို့တွားဖို့လာဖို့ခက်ခဲတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီချင်းပြည်နယ်အစိုးရအဖွဲ့နေနဲ့တော့ဒီရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ချင်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးကိစ္စညှိပြီးမှဒီ site တူပို့တင်တယ်ပေါ့နော်အဲ့လိုလေးကျွန်တော်မှတ်ချက်ပြုထားပါတယ်ဘာလို့ဆိုတော့နေမအေးချမ်းလို့မထောက်ပံ့မှုဆိုရင်ဒီလူတွေကဒုက္ခများမှာပေါ့အခုကတော်ရဲတော်လို့မရတောင်ရလို့မရလေဆိုင်လို့မရတောင်ရဆက်ခင်းအခုနဟင်းဒီဟင်းဆက်ခင်းတော့တော်လို့မရတွားရင်မိုင်းနေတယ်မိုင်းထိတယ်အခုဆိုရင်ဟိုတလောကဆိုရင်ကျွန်တော်ကလည်းမြေဖြတ်ဘက်ကပလဲဝမြောက်ဘက်ကဟိုကျွန်တော်အမေကပထမမိုင်းနေတယ်အမေကပလဲဝပို့ရပြီးစစ်တူတော့စိတ်ကူတယ်နောက်နှစ်ပတ်လောက်ပဲနေသူသမီးရတခါမိုင်းထက်နေမြမိသားစုတူစုတဲ့မှာဟိုအဲ့လိုဖြစ်တယ်တော်တယ်မသွားရကြတော့အဲအကြောင်းကိုပြည်တွင်းဖြစ်ပါထောက်ပံ့တဲ့ဟာတော့လိုချင်တယ်အဲ့ဒီဟာကိုစနေကြနဲ့ပံ့ပိုးနိုင်အောင်ကျွန်တော်တို့ကဟိုဒုက္ခတဲ့ကေဇေးကော်မတီဖွဲ့ထားတာရှိတယ်ဒီကျွန်တော်မြို့ပေါ်ကခရိုင်ပညာရေးမှုအငင်းစားတို့မြို့နယ်ပညာရေးမှုအငင်းစားတို့ဒီဝန်ထမ်းအငင်းစားတွေနဲ့စုဖွဲ့ပြီးတော့လှုပ်ထားတာရှိတယ်အဲ့ဒါမျိုးနဲ့ဆက်ဆက်ပြီးတော့ငွေပဲဖြစ်ဖြစ်ပစ္စည်းဖြစ်ဖြစ်ဆံပဲဖြစ်ဖြစ်လှူရင်တော့အဲ့ဒီဒုက္ခတွေလက်ထက်ကိုရောက်အောင်ကျွန်တော်ပို့ပေးနေပါတယ်ရှိတယ်ကျွန်တော်အနေနဲ့ကတော့မေးအေးချမ်းမှုဆိုပြီးတော့တွားလို့မရဘူးဆိုပြစ်ထားလို့မရဘူးသူတို့ရဲ့စောင်းနေအတွက်တော့ကျွန်တော်တို့တက်နေတယ်လို့ပြည်တွင်းပြပအခုညီတော့လုံနေအောင်ပါပဲ